နဲ့လေကိုချစ်ကိုလေအပြင်မှာမတွေ့ရလို့စိတ်မပြေဘူးလားဟာချစ်လေးရလဲစိတ်ပြက်စရာလားကွာဟဲ့ကမငါသွားရမယ်နော်2 ရက်3 ရက်ပဲကြာမှာနော်ကိုလေကိုင်းနဲ့မရလေမန္တလေးသွားလိုက်ပြီတိလားချစ်တို့မနေ့ကတွေ့လို့ရရလေချစ်လေးရအရန်လွမ်းတာပဲပြီးအရန်လည်းချစ်တယ်အရန်လည်းတွေ့ကျင်တဲ့ချစ်တယ်ကိုရဲ့ချစ်လေလွမ်းတာပေါ့အရင်လည်းချစ်တယ်ကိုချစ်လေးရတော့ကိုအရေးပြောင်းလုံနေတယ်ကွာဒါနဲ့လေကိုချစ်ကိုလေအပြင်မှာမတွေ့ရလို့စိတ်မပြေဘူးလားဟာချစ်လေးရလဲစိတ်ပြက်စရာလားကွာကိုကအခုလို line ပေါ်ကနေစကားပြောနေရတယ်လေမငြင်းငွေပါသလိုအပြင်မှာမတွေ့ရလို့စိတ်မပြတ်သွားဘူးပြီးတော့ချစ်တဲ့ကိုနဲ့အပြင်မှာမတွေ့ရပါမယ်နှလုံးသားကြီးကတော့နီးရလေပြီးတော့အပြင်မှာမတွေ့ရလဲရတယ်ကုံပြောရရင်ကိုယ့်အတွက်ဘယ်တော့မှမယူသွားမယ့်အရာတွေထဲမှာချစ်လေးရထိတ်ဆုံးကဒါကြောင့်အပြင်မှာမတွေ့ရလို့စိတ်မပြတ်ဘူးလားဆိုပြီးတော့နောက်မှမေးတယ်ကြားလားပေါက်လိုက်အနမ်းလေးကို delivery နဲ့ပို့လိုက်ပါနော်အဲ့အခါမှာအိမ်ကသိပါရင်ဘယ်ပြနာလားမရှာနဲ့မသိတော့ငါကစကားတိတ်တက်တာလေစကားတက်တော့မဟုတ်ချစ်ကိုချစ်တဲ့အကြောင်းတွေပြောလိုက်တိုင်းအပြားဆန်ဆန်သွားတာဟုတ်ပါပြီကိုကဒါဆိုချစ်ကိုလည်းပြင်ခဏသွားလိုက်အောင်မယ်လीနော်ညမှာစကားပြောကြဟုတ်ပြီတက်တာအာပွားဟုတ်ပါပြီလာရောက်နေကိုလည်းလျှောက်ချင်တဲ့ဘယ်ကိုရောက်နေလဲမစင်းစားဘူးကွယ်အိုးချီရဲ့သွားကြစို့လာနေအောင်တဲ့ချင်းလေးကြီးပဲတွေ့ကြည့်တော့တိတ်ပြောလာပဲ来呀，妈一记，ကွာငါကောင်းမှလေးတက်တော့ကြည်နေရကွာအေးကောဟဲ့ငါနဲ့တွေ့နေဟိုဆောင်ငါနဲ့ပြတ်သွားပြီကွာဘလူးဖြစ်တာတော့တိုင်းလူကွာဒီဆောင်နေရတော့မျိုးထဲမှာပဲကွာငါတို့အပြင်မှာတို့တစ်ခါချင်းနဲ့မလာဘူးနှစ်ခါချင်းနဲ့မလာဘူးကြာတော့ငါလည်းစိတ်ပြက်ပြီးဖြတ်လိုက်တာကွာဟာဒါဆိုမင်းကသူ့မချစ်ခဲ့ဘူးပေါ့ကွာဟဲ့ငါထင်တာတော့မင်းသူ့ဆောင်ရမ်းချစ်လို့ तू ထားသွားတယ်လို့ထင်တယ်မင်းထားကြီးရလဲကွာအပြင်မှာမတွေ့ရလို့ဖြတ်တယ်သူပဲရုံးကောင်းလိုက်တာကွာဟာဟဲ့မင်းကငါတငယ်ချင်းလားသူ့တငယ်ချင်းလားငါဘာမှဘာလို့သူ့ဘက်ပါနေရဟဲ့ငါသူ့ဘက်ပါနေရမဟုတ်ဘူးမင်းသူ့မချစ်ခဲ့ဘူးဆိုငါမချစ်ခဲ့ဘူးပြောနေတာဟဲ့ဘာလို့လဲမင်းသိလားကဲလုံစမ်းမအောင်ဘာလို့လဲအိမ်မပိုင်တဲ့မိန်းကလေးတွေအဝေးရောက်နေတဲ့မိန်းကလေးတွေဆိုမင်းတို့လိုခေါင်းနေတဲ့သူအများနဲ့နာကျင်ရတယ်အခုလိုလဲနောက်ကမှစောက်မကောင်းပြောခံရတယ်ဘာလို့လဲအဖေကတော့ရှင်းတယ်ကွာပြင်မှာမတွေ့ရဟဲ့အပြင်မှာတွေ့ရတယ်လည်းအချက်သက်လို့မခေါ်ဘူးမင်းရဲ့ဘက်ထဲမှာ तू ရှိမင်းနဲ့ तू နဲ့ကနီးနီးလေးပဲမင်းရဲ့ဘက်ထဲမှာ तू မရှိရင်တော့မင်းတို့နှစ်ယောက်တရက်ကိုအခောက်တရတွေ့နေတယ်ဝင်းနေအောင်ပါပဲမင်းကငါ့ကိုစောက်စီရည်ပဲလုံနေလို့ပါမင်းရောငါလိုမျိုးအိမ်မပိုင်တဲ့ကောင်မလေးနဲ့တွဲဘူးလို့လားဟဲ့တွဲဘူးလားမမေးနဲ့ငါအခုတွဲနေတဲ့ကောင်မလေးကအိမ်မပိုင်ဘူးကွာတနေ့ဖုန်းထဲကနေပဲစကားပြောလို့ရတဲ့ကောင်မလေးမျိုးဟဲ့ငါတို့နှစ်ယောက်တယောက်နဲ့တယောက်အပြင်မှာမတွေ့ရတယ်ဘာဖြစ်လဲဗီဒီယိုကောပြောပြီးအလွမ်းပြေလိုက်တယ်ငေါင်းနှစ်ယောက်ကတယောက်နဲ့တယောက်ရင်မက်ထဲမှာရှိနေတော့ဒီမှာသွေးစရာဦးမလိုတာကွာငါမင်းဦးစောက်စရာကြီးလုံနေရမဟုတ်ဘူးမင်းမနေတော့ငါမင်းကိုထောက်ပြနေတာအေးနောက်တစ်ခါငါရှိမှစောက်ပေါ်စကားရလာမှပြောနေငါခါတယ်အေးပါကွာ你把刀门口买来。那你高飞的快了。哈，ချစ်လေးကြီးဖုန်းပဲချစ်လေးပြောလေကိုစားပြီလားစားပြီဒါနဲ့ချစ်လေးရောစားပြီလားချစ်လေးပြီမင်းကိုပြောစရာရှိလို့ပြောလေမနေ့ကကြာရင်လေချစ်အကိုတွေအမရင်လေရင်းမြွန်သွားဖို့ရှိရနေ့လေခင်းတော့ဖြစ်နေတယ်ကိုလာခဲ့ပါလားကိုနဲ့မတွေ့ရလဲကြာပြီလေကျိုးလေးတော့ခဏတွေ့လို့ရတာပေါ့ဟာချစ်လေးဒါကသတင်းကောင်းပဲကွာကိုလာခဲ့မှာဗောလာခဲ့မယ်10မိနစ်တော့မနောက်ကြစီအောင်ဟုတ်ပြီလားလာခဲ့နော်ကိုအဲ့ဆိုချစ်လေးအိတ်တော့မယ်လေနော်ကိုလည်းအိတ်လိုက်အောင်မနေ့ပြန်တွေ့မယ်နော်ဟုတ်ပြီကိုအိတ်တော့မယ်နော်တတာအာပွား
ဟုတ်မယ်အငယ်ကခုမှရိုးလောက်ကိုစားကိုစီးကြမယ် ခေါင်းနဲ့ကိုက်နေလို့ကိုင်းနဲ့မိုက်ပဲတော့စင်စီးပါလား လာပါဒီမှာရောက်တုံးရောက်ခက်စီးရမယ်ဟော မဟုတ်အဲ့ဒါအစီလို့ရှိရင်အန်ချလာမှာအားကြောင့် အဲ့ဒါဒီမှာပဲစောင့်နေနော်ကိုပြန်လာခဲ့ကောင်းချစ်လေးကအပြင်မှာပူချောသလိုပဲနော်ဟဲ့ငယ်မနေကခုနအတူတူလာကိုစတာစီးမဲ့ပြောတော့ကြတော့ခေါင်းကြိုက်တယ်ဟလားခုကျတော့ဗာနေကနင်းရီစားနင်းကောင်းတယ်နေလာတွေ့နေလားနင်းကငါတို့ရီစားမထားခိုင်းတာဟုတ်လေလာနေတန်းကလည်းအိမ်ရောက်မှတွေ့မယ်နေလာခဲ့ချစ်လေးကိုဒီနေ့ကိစ္စအတွက်တောင်းပန်ပါတယ်ကွာနော်ကိုသိမပြောပါနဲ့နော် ဆိုးပါဘူးကိုရရပါတယ် ဒါနဲ့ဒီနေ့ကိစ္စနဲ့ပတ်သက်ပြီးတော့အင်းကချစ်လေးကိုဘာပြောသေးလဲ ဘာမှမပြောပါဘူး ဒါနဲ့လေကိုသူတို့ကတပတ်ခါကြလို့ရှိရင်မန္တလေးသွားမှတည်တယ် ဟာတကယ်လား ဒါတော့ကိုလွတ်လွတ်လပ်တွေ့လို့ရပြီဘောကွာပြောလိုက်တာချစ်လေးရာ ဟဲ့ငါမငါတို့သွားရမယ်2ရက်3ရက်ပဲကြာမှာနော်အိမ်မှာလည်းမနေကြလားဘဲရပါနဲ့ချင်းတွေ့တာမျိုးလည်းမလုပ်နဲ့နော်လိုရာရှင်အဆွဲတန်းနေယူတော့ထားလိုက်နေ့ကိုဆောင်မျိုးငါသွားရမယ်လိုက်ဖို့ရအောင်လားမမလို့ရတယ်အဲ့တက်တာဂီးဆိုင်တယ်မဟယ်လိုကိုလေးကိုင်းနဲ့မရလေမန္တလေးသွားလိုက်ပြီတိလားချစ်တို့မနေ့ကတွေ့လို့ရရင်လေနေ့ကသိကြမယ်နော် ဟုတ်ပြီချစ်လေး ဟုတ်ပြီအဲ့ဒါနေ့ကတွေ့မယ်နော်တက်တာ ဟာချစ်လေးကိုတော့ခုတော့ပြင်မှာလွတ်လွတ်လပ်တွေ့လို့ရပြီပေါ့ကွာဒီလိုခွင့်ရင်မျိုးကိုတတန်လုံးပိုင်ဆိုင်ခြင်းလိုက်တာ တူတူပါပဲကိုကိုရတနေ့တော့ချိန်တိုင်းပိုင်ဆိုင်ရမှာ ဒါဘောချစ်လေးရဲ့